ထွက်ချိန်မပြီးဘူးဆိုနောင်နာကသိမသိကြရာရာအောက်ချနောင်ချမနေရအောင်မေမေနိုင်မှဖြစ်မယ်မေမေနိုင်မှဖြစ်မှာဒါနောက်ဆုံးနဲ့အကောင်းဆုံးသွေးရည်စုအောင်မြင်မှုကတော့လက်ထဲမှာအမှန်တရားတို့လေးလက်ရှိတမ်းမှုဆိုမေမေနိုင်မှဖြစ်မယ်မေမေနိုင်မှဖြစ်မှာအစိုးကောင်းကျိုးချောင်းနဲ့ခွဲခြားသိရမယ်အမေဟာအမေပဲမြစ်တာရှင်နိုင်စရာမမြင်ချိန်မတို့တန်တာတောင်လုံးကောင်းကြသေးရလားဒီရထားကြီးထွက်ချိန်မမီဘူးဆိုနောင်နာကသိမရေရာရာအောက်ချနောင်